ိုတော့ကိုစံမြတယ်မအေးလှတယ်လင်မယားနှစ်ယောက်ယောက်ျားဘာမှမလုပ်ဘူးကိုစံမြဒီတိုင်းထိုင်နေတော့မလားဘာတော့ဈေးလေးပါလေရောင်းတယ်ငါမှမရောင်းတတ်တာဟာကဲကျုပ်ပုတ်ရက်ပြီးမယ်ပုတ်အကြီးတစ်လုံးသေးတစ်လုံးရက်မယ်အဲ့ပုတ်ကိုထမ်းပြီးဟောမတဲ့တဲ့မြို့သွားရောင်းမြို့လည်းငါမရောက်ဖို့ပေါ့မိမရာပုတ်အကြီးရှိရထားပေးမယ်လေအဲ့ရှိရထားတဲ့အတိုင်းဆက်သွားအဲ့ဒါမြို့ရောက်တော့ပုတ်အသေးရနောက်ကဆိုရှင်မှားเสียမရှိပါဘူးအေးအဲ့ဒါမိမပုံတောင်းနှလုံးရက်ဒါက900ဟောတာက300အေးပါသိပါပြီပုတ်ကြီးရှိရထားအေးပါပုတ်ကြီးရှိရလမ်းပေါ်တင်ပေးလိုက်တော့ပုတ်ရှိအတိုင်းလိုက်သွားတော့မြို့မသေးကြဘူးလေမသေးကြမရှိတော့ရောက်ကိုရောက်အောင်ဒါမဲ့ကိုစံမြလမ်းရောက်တော့ဇရက်ပေါ်ခဏတော့နားအောင်မှဖြစ်မယ်ဆိုတဲ့အဲ့တော့နောက်လာတဲ့ဧည့်သည်ကပုတ်လှဲ့ရအပေါက်ကတစ်လက်ကြီးဆိုတော့ပုတ်လှဲ့ထားတယ်ကိုစံမြမသိဘူးနိုးလာတော့အကြီးကမြို့ရောက်တယ်ဆိုတော့ပြန်လျှောက်တော့ရွာပြန်ရောက်လာရွာရောက်တော့ရွာထိတ်ကြတော့ကြည့်တယ်အမမိမကတော့မြို့နဲ့ပြောတာသူရွာထိတ်ကြတော့တို့နဲ့အတူတူပဲဟာတယ်ဟုတ်သားပဲ तू ကအဲ့ဒါနဲ့လဲသမားငါတာနဲ့တွေ့ရလဲသမားငါတာနှုတ်ဆက်တယ်ဟိုဝိုင်းစာမြအမဒီကောင်လည်းတို့မြို့တာဆိုတော့တို့ရငါတာအတိုင်းပဲတယ်နွားနှစ်ကောင်လည်းငါတာအတိုင်းပါပဲအမလေးလောကအတုတွေရှိတယ်ဟုတ်သားပဲဟာတယ်အမ तू ကရင်းနဲ့ပြန်လာတယ်ရွာလေကြတော့လက်တဲ့တော်တုတ်နဲ့တွေ့ရဟဲ့စာမြဘယ်တော့အမဒီဘွားတော့ငါသိတာဟာစာမြတယ်ဒီကခေါ်တာတန်းလို့ဒီပဲဗျခင်ဗျားတို့မြို့လာတာပဲဘယ်မြို့တော့